ကုမ္ပဏီကအလုပ်တင်ကောင်မလေးတာငါနဲ့အခန်းတူတူလာနေတာ6လရှိပြီငါဟာစားငါဟာတော့ပြီးတကမ်းမှာမထုတ်ဘူးအမတ်ချင်းကြက်ဦးနှလုံးထက်ကြော်ပြီးပါဆဲထုတ်ပေးပါပြီးတော့လင်ငိုရီတစ်ခွက်တက်ဘူးလေဟဲ့ပေးပါညဉ့်ညဉ့်ကျမအလုံးမကြတော့မယ်6လရှိပြီရေပိုးမိဖို့တကမ်းမှာမပေးဘူးရေခဲတက်တာတဲ့တာဟာရီစားပြီးကဲမချေဘူးအလားပြင်ပစ္စည်းတွေတုံးပြီးပုံသွားရင်လည်းမဝဲဘူးဒီနေ့တော့ပတ်စံကိစ္စမထစ်မနေပြောရမယ်ရှောင်းမီဒီလာရေပိုးမိဖို့က980ကြတဲ့ငါတို့တဝက်စီရှင်းရအောင်မေနင်300ဘူးဆဲတွဲပေးလိုက်ပါပို့အမချင်းရဲ့ငါတို့အတူတူနေတာပဲဒီလောက်သေးစိတ်ဟုတ်နေကြရလို့လားပြီးတော့ဒီလငါငွေချိုသုံးထားတာတွေညာနေလို့ပတ်စံတိတ်မလောက်ဘူးဒါနဲ့အမချင်းရေခဲတက်တာတွေက charity လေးပေါ်ဆေးပေးပါအောင်ကျမနေ့လေပြန်လာရင်စားမလို့ပို့အမချင်းပါလို့ကလည်းနန်းသွားတာပဲသူပြောင်းလာတဲ့ပထမဆုံးနေ့ကပြောတယ်တဝက်စီရှင်းမယ်ဘာတက်တနာမှမပေးဘူးလေအဲဒီနောက်တော့အချောင်မဲနေတော့တာပဲဒါပေမဲ့သူ့ပါဇက်ကပြောတယ်တဝက်စီရှင်းမယ်ဆိုလား6လရှိပြီတရားမှမရဘူးသေးဘူးဒီ6လအတွင်းငါထုတ်ပေးခဲ့တဲ့ရေပိုးမိဖို့အစားအသောက်ဖို့အသုံးဆောင်ဖို့အလှတင်ပစ္စည်းဖို့တွေဘာတစ်ခုမှသူမတွက်ဘူးအစားပိုင်းမှာတော့သူအားနာတဲ့စကားလေးတခုံးတော့ပြောသေးတယ်အမတ်ရှင်လက်ခံပေးလို့အရင်ကျေးဇူးတင်ပါတယ်ရေပိုးမိဖို့အသုံးဆောင်ဖို့တဝက်စီတိတိကျကျရှင်းမယ်အမအတွက်ဘာနောက်ရှက်မှမပေးပါဘူးဒါကမိတ်ဆက်လက်ဆောင်ပါနောက်ဆိုပြီးယူဆိုင်ပေးပါအောင်နောက်တစ်ခါကျမအကောင်းစားဝယ်ကျွေးမယ်ဒါပေမဲ့6လကြာတဲ့အထိပြောနေတဲ့နောက်တစ်ခါဆိုတာအခါမှတကယ်မလုပ်ဘူးဒီထက်တောင်ပိုဆိုးလာသေးတယ်အမတ်ချင်းအဲ့ဒီခန္ဓာကိုယ်တိုင်းလို့ရှင်ကုန်သွားပြီလှုပ်စင်းရင်ပြန်လမ်းကြုံတပူးလားဝယ်ခဲ့ပေးပါလားအရင်တစ်ခေါက်က300ကျော်တန်လေးပဲဝယ်ခဲ့နော်နောက်မှပတ်စံပြန်လွှဲပေးမယ်ဒီခန္ဓာကဒီနေ့အထိဆိုတော်တော်ကြာပြီဒီစီးရင်ကိုတေချာရှင်းရမယ်အာရောင်အခုတလောစူပါမားကတ်ကပစ္စည်းတွေဈေးတက်ပြန်ပြီငါရေခဲတက်တာတွေကဟာတွေတပတ်နဲ့ကုန်မယ်ကုန်ကြစရိတ်ကအရန်များတာပဲရှောင်းချမ်းသာပစ္စည်းသွားယူပေးလို့ကျေးဇူးပဲညကြရင်ငါနှုတ်လက်ဖက်ရည်ဝဲတိုက်မယ်အိတ်ဆမရှိပါဘူးမလိုပါဘူးမရပါဘူးငင်ကူနီပေးတာငါကကျေးဇူးဆက်ရမှာပေါ့ရှောင်းမီနီကနေတိုင်းဆုချင်းစီကအချောင်စားအချောင်သုံးနေပြီဈေးရိတ်လေးနည်းနည်းတောင်မခွဲသေးချင်ဘူးလားဟိုအမချင်းကငါ့ပေါ်အကောင်းဆုံးဆိုလားငါသိပါတယ်ငါလာစားရရင်သူ့ကိုတေချာပေါက်အမင်းဝေကျွေးမှာပါအေးအားလုံးပဲလာမဲ့တောက်ကြနေဌာနကအခွဲလိုက်ညစ်လေစာစပွဲရှိတယ်ကုမ္ပဏီအောက်ထက်ကဒူရာရဲ့ရုပ်ဝက်ပန်းချံမှာတီးတန့်ခံဘုတ်ကင်လုပ်ထားတယ်အဲ့ဒီအချိန်ကျရင်အားလုံးဒီတစ်ခေါက်ညစ်လေစာကိုငါတကားခံမယ်စားစရိတ်တောက်စရိတ်အကုန်လုံးမှာတောင်းယူတယ်အားလုံးဘာစားချင်လဲစိတ်ကြိုက်တာမှကုန်ကြစရိတ်အကုန်လုံးမှာရှင်းမယ်ရှောင်းမီသဘောပေါက်မှကြည်လားဘသူကမကျေနပ်တာလဲโอเคနီနီလို့ပြောမှတော့ငါကစိတ်ကြိုက်စားတော့မှာပဲစိတ်ချပါငါနဲ့လိုက်ရင်အားလုံးကိုလုံးဝအစားမစင်းရဲစီရဘူးဘာစားချင်လဲဈေးကြီးတာအပုံမှာသူက6လလုံးရေဖို့မိဖို့390တာမထုတ်နိုင်တာလူပြည့်ကြီးနေ့လေစာတဝိုင်းလုံးအခါခံနေတဲ့ဒါတကူကူတော့ထူးဆန်းနေတယ်နေဦးသူပြီးခဲ့တဲ့ဘက်ကအချိုပွဲဆိုင်မှာငါဖုန်းနံပါတ်နောက်ဆုံးနေ့လုံးပြောပြီးငွေရှင်းတော့ငါကြည့်ရဲ့အကြည့်ငွေထိကတ်သုံးမယ်ဖုန်းနံပါတ်နောက်ဆုံးနေ့လုံးက8829ဘိုးခုငွေရှင်းရတာအဲ့ဒီလောက်တောင်တွင်းနေပြီလားဖုန်းနံပါတ်ပြောလိုက်ရုံနဲ့ရပြီလားစကားဝက်လည်းမလိုဘူးမျက်နှာလည်းမလိုဘူးလားအင်းစကားဝက်မလိုတဲ့စနစ်ဖွင့်ထားတာတွေ့လေအတိထားမှာပဲဒီလိုလုပ်လိုက်မယ်ဒီလိုဆိုရင်ရှောင်းမီကငါပတ်စံယူပြီးအလကားမျက်နှာလောက်ကိုတန်နေရင်တော့သုံးလို့ရတော့မှာမဟုတ်ဘူးဒီနေ့တော့ရှောင်းမီကျေးဇူးကြောင့်ပဲနေ့လေစာတဝိုင်းလုံးတပါခံတာတကယ်သဘောကြီးရပဲဟုတ်ပါရှောင်းမီနဲ့ဆိုစားရတော့ရတယ်အိုတာကဗာများလဲငါတို့ဌာနမှာတချို့လူတွေကပတ်စံနေနေလေးကိုတော့အသက်ချက်အိုရေးကြည့်ရလို့ထင်နေတာအမြင်ချင်းလိုက်ကငါရှောင်းမီကတော့မတူဘူးသုံးသိရင်300မှာပဲအားလုံးပြောဖို့ကအရေးကြီးဆုံးပဲဟာအမတ်ချင်းညံလာလေဒီနေ့ကငါကြွေးရလေနေမြများစားတော့ငါအတွက်ပတ်စံမချွေတာနဲ့သူကနေကိုကြီးရပြောနေရလားအားလုံးဘာစားချင်လဲစိတ်ကြိုက်တာမှဒီနေ့တဝိုင်းလုံးကိုငါရှောင်းမီကရှင်းမယ်အားလုံးအချိန်မဆွဲနဲ့ဒီနေ့ငါရှောင်းမီကအင်းရှင်အားလုံးကိုတေချာတော့စီစဉ်ပေးမယ်နမည်ကြီးရာတွေအထူးထုတ်တာတွေအကုန်တပွဲစီချပေးရှောင်းမီနေ့ရဲ့အချိန်ဟွာပါနောက်ဆိုဘသူကနေကိုကစီနေရလို့ပြောရရင်ငါအရင်ဆုံးသဘောမတူဘူးဒါပေါ့ငါနဲ့ဆိုရင်လုံးဝအစားမစင်းရဲစီရဘူး3ယောက်နဲ့ပတ်စံကိုမှဘယ်တော့မှမနှံ့မျောဘူးအချို့လူတွေလိုမဟုတ်ဘူးအဆန်နည်းနည်းလေးကိုတော့ပက်ချက်နေရရှောင်းမီနီဒီနေ့ဒီလောက်ဘောကျင်နေတော့ငါတကယ်နည်းနည်းတော့အသားမကြဘူးပိုအမတ်ချင်းကလည်းငါပုံမှန်ဆိုရင်လည်းအားလုံးအပေါ်ကောင်းပါတယ်အချို့လူတွေကဒါငါ့ကိုအစိုးမိနေတာငါကသူ့စီကအချောင်းနိုင်နေတယ်လို့ခင်နေတာငါကကျေးဇူးတည်တတ်တဲ့သူပါအတူကငါ့ပေါ်ကောင်းနေဆိုတာငါခင်ထဲမှာသိပါတယ်အာရောက်ပြီရှိကဆိုင်မဲမဟုတ်လားသွားဒီနေ့တော့နေရန်ကိုပိုင်ပြီးကန်ရတဲ့အထိစားရမယ်ကြွားထားတာကြီးလေနောက်ကြရင်လဲတာနာလေးပဲလာအားလုံးကြည့်ကြဆိုင်ရဲ့နာမည်ကြီးမုံပြီးအထူးထုတ်ပင်ခဲကိတ်ပြီးတော့အဲ့ဒီနှစ်ယောက်စားတစ်တိလက်ဖက်ကြီးအပေါ်မှာပေးဒီမုံမဲ6ကလ388တန်းတပွဲဒါလေးယူမယ်လာဒီနေ့ဈေးနှုန်းမကြည့်နဲ့ငါဈေးကြီးလဲအဲ့ဒါမှဒီစပွဲကမီနူးတွေအကုန်ပေါင်းလိုက်ရင်3000ကျော်လောက်ရှိမယ်ထင်တယ်သူ့မှာဘဲကပတ်စံရှိလို့လေကောင်းပြီဒါပြည့်အကုန်ချပြီးတော့ဈေးကြီးဆုံးပန်းလက်ဖက်ကြီးလက်အိုးထက်ထည့်ပြီးငါရှောင်းမီကကျွေးရင်ဘယ်တော့မှမနှံ့မျောဘူးရှောင်းမီအရမ်းမိုက်ကဲရှောင်းမီသဘောကျတယ်မင်္ဂလာပါငွေထိကက်နဲ့ရှင်းမယ်အုံးနံပါတ်နောက်ဆုံးသေးလုံး8829ဒီနေ့ဒီစပွဲအကုန်ရှင်းမယ်ဟုတ်ကဲ့ငွေထိကက်ကစတော်ဝက်မလို့လေစနစ်ဖွင့်ထားရင်အုံးနံပါတ်နောက်ဆုံးသေးလုံးပြောလိုက်တာနဲ့တိုက်ရိုက်ဝေးထက်ပေးပါတယ်အရမ်းအဆင်ပြေပါတယ်ဟိုနံပါတ်ပြောလိုက်ရုံနဲ့ရှင်းလို့ရတယ်အရမ်းလွယ်တာပဲအကေပဲငါနံပါတ်ကိုပြောတာပဲ3260ငါပတ်စံယူပြီးသူ့ကိုသူညနာလုံးနေတာညနေကြောင်တိုက်တာတကယ်ကိုလုံးနဲ့တောင်းပန်ပါတယ်အမခဏလောက်စောင့်ပေးပါအဖြစ်လို့လဲမမတောင်းပန်ပါတယ်ဒီကောင်းရဲ့စတော်ဝက်မလို့လေငွေပေးချေမှုစနစ်ကိုပေးထားပါတယ်စနစ်ကပြနေရတာပါရတဲ့ရှင်ကိုယ်တိုင်ညနာစစ်ဆေးမှုလုပ်ပြီးမှငွေပေးချေမှုကိုအပြီးသက်နိုင်မယ်လို့ဆိုပါတယ်အခုဖုန်းမှာဝင်မဲ့ကပုတ်လို့ရပါတယ်ဒါမှမဟုတ်ငွေပေးချေမှုစတော်ဝက်ကိုထဲမှာရှင်းလို့ရပါမယ်ဘာချေနေလဲခုနကနက်နက်ပြောလိုက်ရုံနဲ့ရပြီဆိုဘာလို့ရက်သွားတာလဲဘလို့လဲငါကစကားဝက်မလို့တဲ့စနစ်ကိုကျိုးပိတ်ထားမယ်ဆိုတာကမထားဘူးမလားနင်ဘလို့ဆက်နေမလဲဆိုတာငါကြည့်ချင်သေးတယ်ရပါတယ်ဒါကစနစ်ကပြဿနာတက်နေရပါငါလွန်ခဲ့တဲ့2ရက်ကဖုန်းနံပါတ်အစ်တောင်းထားလို့ချစ်နိုင်တာကနောက်ွယ်ကစနစ်ကအက်တစ်မချစ်သေးလို့နေမယ်
ဖုန်းနံပါတ်ဟောင်းစီကိုဝင်သွားလို့လက်မခံရတာပါတကယ်အားနာပါတယ်အားလုံးပဲနာသွားလို့လိုက်ဦးမယ်ခဏလေးဆိုရပါပြီအမမလို့ပါနဲ့ဒါကဖြည့်ရှင်းရရမ်းတွေပါတယ်အမဒီအကောင့်ဖွင့်တော့မှညနာအချက်လက်ချိတ်ဆက်ထားပါတယ်ကျမတိုက်ရိုက်ညနာစစ်ဆေးတဲ့စနစ်ကိုဖွင့်ပေးလိုက်မယ်အမကင်မရာကိုကြည့်ပြီးစစ်ဆေးလိုက်တာနဲ့ငွေပေးချေမှုပြီးသွားပါပြီစက္ကန့်ပိုင်းလေးပါပဲစက်ကအဲ့ဒီမချသေးလို့ကိုဒါကြောင့်ငွေထည့်လို့မရတာအခုညနာစစ်ဆေးလို့ရနေရပဲအခုခေတ်စနစ်တွေကတကယ်အဆင်ပြေတယ်ရှောင်းမီနီတန်နီညနာပြလိုက်ရင်ရပြီလေစက္ကန့်ပိုင်းလေးကိုအားလုံးကိုအချိန်မဆွဲပါနဲ့ငါတို့ရဲ့တတိမလေးငင်းမြန်သွားညနာပြပြီးငင်းရှင်းလိုက်အားလုံးကအလုပ်ပြန်ဆင်းရအောင်မရှောင်းမီကဒီနေ့အရန်သဘောကောင်းတာပဲဒါပေမဲ့ကြွားရပေါ့လေတွေးရပေါ့ဒီတော့သေးဖွဲလေးကဘာမှမဟုတ်ပါဘူးညနာပြပြီးအမြန်ဆုံးရှင်းလိုက်မဖြစ်ဘူးလုံးဝညနာစစ်ဆေးလို့မရဘူးအဲ့ဒီမှာမှတ်ထားတာကအမချင်းရဲ့မျက်နှာစစ်ဆေးလိုက်ရင်အကုန်ပေါ်သွားမှာပေါ့ဟုတ်တယ်အမချင်းကိုရှာပြီးသူ့ကိုငါစစ်ဆေးခိုင်းရမယ်ငါဖုန်းသွားပြောလိုက်အောင်မယ်ငါ့ကိုပြန်ခေါ်ပြီးညနာစစ်ဆေးခိုင်းမလို့လားအိမ်မက်နေလိုက်နေနာတစ်ခွက်လုံးချိန်မှာသဘောကောင်းချင်နေမှာတော့ဒီစလန်းကိုနင့်မှာသာပဲပြီးအောင်ကပြလိုက်သူထပ်သွားပြီးသူပဲချိန်ကဖတ်သွားတာလေအမဒီဘက်ကိုလာရက်ပြီးပါကင်မရာကိုကြည့်လိုက်ရင်ရပါပြီတကယ်လို့ညနာစစ်ဆေးဖို့အဆင်မပြေရင်ချိတ်ဆက်ထားတဲ့ဖုန်းကိုဝင်လာတဲ့အောင်ပုတ်ပေးလေငွေပေးချေလို့ရပါတယ်ခဏငါပုတ်ကိုကြည့်လိုက်အောင်မယ်အွန်လိုင်းတိတ်မကောင်းလို့ထင်တယ်ငါပြန်ဖွင့်လိုက်အောင်မယ်ရှောင်းမီဒီယာပုတ်ကပါလို့ဒီလောက်ကြာနေရတယ်10မိနစ်လောက်ရှိရောမယ်ဟုတ်ကဲ့လေညနာလည်းမစစ်ဆေးဘူးအမလည်းမလုပ်ဘူးအဲ့ဒီမှာဘာတွေအချိန်ဆွဲနေရလဲပေချာရဲ့စုချင်ဘာလို့ဆောင်ပြန်သေးရလဲစုချင်နင်းပဲမလဲဘာလို့ငါစာပုံပြန်တာလဲနင်းပါတာစိတ်ကောက်ချစ်ပြီးငါပတ်ဆိုင်ကိုယူပြီးနင်းညနာကောင်းအောင်လုပ်ချင်တာကိုအခုတော့အဆင်ပြေပြီနင်းဘလို့ဆက်လုပ်မလဲဆိုတာငါကြည့်ချင်သေးတယ်ရှောင်းမီရပြီလားငါတို့နေ့လေကြာရင်အစည်းအဝေးရှိသေးတယ်မြင်လေးလုံးလို့ရမလားဟုတ်တယ်ငွေရှင်းတာကမိနစ်20လောက်ကြာနေပြီအကဲပါချိနေတယ်ရှောင်းမီခုနကနင်းတော်သဘောရှိနေတာမဟုတ်ဘူးလားဘလို့ဖြစ်လို့ပတ်စံရှင်းရမယ့်အချိန်ကြာမှရက်နေရတာလေ3265ဝက်ထာမှာ6ချက်အားဖိမှာ30ချက်ပန်ထဲမှာ180အကုန်ပေါင်းတာတော့အတွေ့လေးတောင်မပြည့်ဘူးငါဘာနဲ့ရှင်းရမလဲအမအနောက်မှာတခြားဖောက်တယ်ရီစောင့်နေပါတယ်အမညနာစစ်ဆေးမှလားဒါမှမဟုတ်အခြားနည်းလမ်းနဲ့ရှင်းမှလားငါလုပ်နေပါတယ်နင်းခဏလောက်ဖတ်ဆောင်ပေးပါခဏလေးပါပဲဘာဖြစ်တာလဲဒီလောက်ကြာနေတာငွေရှင်းတာကဒီလောက်ခတ်တလားဟုတ်ကဲ့လေခုနကပြောတော့မျက်နှာပြလိုက်ရင်ရပြီဆိုဘာလို့အဲ့ဒီမှာရက်ပြီးမလုပ်တော့တာလဲတကယ်တော့စက်ကအတိတ်မဖြစ်တဲ့ပြဿနာမဟုတ်တာသိကြတယ်ငါကြည့်ရတာတကယ်ရှင်းစရာအဆန်မရှိရဲ့ပုံပဲအဲ့လိုမန်နေဂျာရှောင်းမင်းနင်းဘက်ကတကယ်ပါချနေတယ်မိနစ်20ကျော်နေပြီလုပ်ပေါ်ကင်ဘက်တွေကနင်းရှင်းပြီးရင်ပြန်ဖို့စောင့်နေရတကယ်ပါပြဿနာဖြစ်နေတာလေမစွချင်နေဖုန်းသွားပြောတာမဟုတ်ဘူးလားဒီလောက်ကြာအောင်ပြောလို့ပြီးပြီလားအဲမှာတော့စုညံ့နေရဲလို့ကြားလို့ပြန်လာကြည့်ရမတ်ချင်နေရောက်လာလို့တော်သေးတယ်ငါ့ကိုငင်းနေနာစစ်ဆေးပေးပါတောင်းမှန်ပါတယ်နဲ့စက္ကန့်လေးပါပဲညနာစစ်ဆေးမယ်ဘသူမျက်နှာလဲနင်းရဲ့ငွေခိတ်ကလေနင်းကနဲ့နံပါတ်နင်းသွားပြီးညနာစစ်ဆေးပေးလိုက်ရင်ငါရှင်းလို့ရပြီရှောင်းမေငါရဲ့ငွေခိတ်ကကိုမှဘယ်တော့မှနင်းကိုတုံးခွင့်ပေးလိုက်လို့လေမန်နေဂျာရောက်လာပြီပဲကျမအတွက်တရားမျှတအောင်ဆုံးဖြတ်ပေးပါဒီစုချိန်ကကျမကိုတမင်သက်ရန်ရှာနေတာကျမကသဘောကောင်းပြီးအားလုံးကိုနေ့လည်စာတွေးတာသူ့ငွေခိတ်ကနဲ့ဖုန်းနံပါတ်သုံးပြီးရှင်းမယ်ဆိုတာသူကြိုပြီးသိနေရဘူးဒါပေမဲ့သူကတိတ်လေးစတော့ဝက်မလို့စနစ်ကိုပိတ်လိုက်တယ်ကျမကိုလူများရှိမှအဆက်ပွဲအောင်အမင်းလောက်တာသူကကျမကောင်းစားတာကိုမကြည့်ရဘူးချောင်မီနဲ့ပါတာတစ်ဖွဲ့လုံးကိုကျွေးမယ်အကုန်တောင်းဝင်ယူမယ်လို့ပြောတာစွချင်တဲ့ပါဆိုင်လို့လေသူများရဲ့ငွေခိတ်ကသူများပတ်စံကိုနေနာအတိမပေးပဲယူတုံးတာပြီးတော့သူများကစနစ်ပိတ်လိုက်တာဘူးအဖြစ်တင်သေးတယ်မန်နေဂျာကျမအတွက်စကားတစ်ခုလောက်ပြောပေးပါကျမကတကယ်ပဲအားလုံးအတွက်ကောင်းစီချင်လို့ပါရပြီဟောတော့ဒါဆိုသူအစတည်းကပြောရဆိုချင်ရဲ့နံပါတ်ပေါ့3000ကျော်ကအကုန်လုံးစွချင်ရဲ့ကက်ထဲကပတ်စံတွေပဲပြဿနာကသူကဂျင်ဘက်စီတီဗီအကုန်ကျွေးနေပြောတာအစားကနေအဆုံးထိတုံးတာကအခန်းဖော်ရဲ့ပတ်စံတွေပဲဒါကြောင့်မျက်နှာမစိရဲတာဘူးအဲ့ဒီမျက်နှာကသူ့မျက်နှာမှမဟုတ်တာအဆက်ကတော့အကုန်ကျွေးမယ်អော်နေပြီတကယ်တမ်းကျတော့တရားမှမထုတ်ဘူးဒီနေ့နဲ့ပြောင်းတိုက်တာပါတကယ်နုံနုံနဲ့ခုနကတော့ငါတို့ကသူ့ကိုသဘောပေါက်တယ်သဘောကျဲလို့ချီကျူးနေကြတာတကယ်တော့ငါတို့ကိုကြက်ဆက်ကပြနေရပဲပုံမှန်အချောင်စားအချောင်တောက်တာကထားလိုက်ပါတော့အခုတော့အဆင်ပြေပြီတစ်ဖွဲ့လုံးရှိမှသူများသက်ခိုးပြီးသဘောကျဲခြင်းအောင်ဆောင်တာသူ့ရဲ့စိတ်ရိုက်မှန်အကုန်ပေါ်သွားပြီပဲလူတွေကမအားပါဘူးညင်ပါတာမူပြီးအော်ပြောလိုက်မှတော့ဘာဖုံးဝယ်စရာရှိတော့လို့လဲဟုတ်ပါအခန်းဖော်ပတ်ဆိုင်ယူပြီးသဘောကျဲခြင်းအောင်ဆောင်တာနောက်ဆုံးတော့ကိုယ့်ဘာသာထိရှင်းမရပဲဝဲကက်သွားတာပဲရှောင်းမီနင်းလို့ရကအရန်ကိုတွန်းစရာတောင်းနေငါတို့လူစုထဲမှာထိုင်ပြီးနေ့လေခင်းလုံးစားခဲ့တာတကယ်တော့နင်းသုံးတာကအခြားလူရဲ့အဆန်တွေနင်းနာတို့ကိုဘာလို့ထင်နေရလဲမဟုတ်ဘူးကျမတကယ်ကိုအားလုံးကိုနင်းချင်တာမဟုတ်ပါဘူးကျမအမချင်းနဲ့တူတူနေတာကြာပြီမှုလို့သူစိတ်မဆိုးဘူးလို့ထင်လိုက်တာပါသူကရုပ်ပြည့်အခင်းစင်ကိုတောင်းလိုက်ယူကျမအခုလိုဖြစ်သွားရတာပါလို့ပေါ်ကင်ဖက်တို့ကျမကိုနားထောင်ပါဒီနေ့ဒီကိစ္စကိုကျမတေချာရှင်းပြရမယ်ကျမကအားလုံးကိုနေ့လေစားတွေးချင်အောင်ပါဆွချင်သူကကျမသူ့ငွေခိတ်ကက်ကိုတုံးမယ်ဆိုတာသိလို့သူကကြိုပြီးတိတ်ကိတ်လေးစစ်ဆေးတဲ့နီလန်းကိုပြောင်းလိုက်တာသူကအမင်းချင်းတူပြီးကျမကိုခွန်ချခိုင်းတာသူကကျမကိုတစ်ဖွဲ့လုံးရှိမှခေါင်းခေါ်နိုင်အောင်လုပ်ချင်တာကျမကိုရုံမဲ့သူမရှိဘူးဟုတ်လားဆွချင်နေတာကိုဒီအချိန်နေထိတုံးပေါ်မှာတော့နင်းရဲ့တွင်းရည်တွေအကုန်လုံးပေါ်ထုတ်ခဲ့လိုက်မယ်ဆိုတာအဖြစ်မတင်နဲ့အခုထိအမှားနှံကိုတောက်ထုတ်လုပ်နေတော့ပဲပြီးတော့သူ့ကိုယ်သူနင့်နာတို့အဖြစ်အုံဖော်ချင်နေသေးတယ်နေနာအချက်မရှိမှတော့ငါကနင့်ရဲ့ဒီနေ့နဲ့ဖုန်းကိုလုံးဝဆွဲခွာပေးမယ်ရှောင်းမီခုနကနင့်ကခဲမှာနာကကျင်းတူပြီးနင့်ကိုဒုက္ခပေးရဲ့လို့ပြောတယ်ဒါဆိုအခုလူတန်းရှိမှာငါရဲ့မိန်းမတစ်ခုကိုဖြေငါရဲ့ငွေထိတ်ကပ်ကိုငါဘယ်တော့မှနင့်ကိုမှားပေးမယ်လို့ဘောတူခဲ့လို့လဲနင်းနေဆွဲတစ်ခုပြောစမ်းပါနေဟန်ဆောင်နေတော့နေနာငါကျွေးမဲ့ကိစ္စကိုကြည့်ပြီးတမင်အပြင်စင်ကိုပြောင်းလိုက်တာနင်းဒီနေ့ဒီမှာရက်ပြီးတစ်ဖွဲ့လုံးကိုဂျင်သက်စီတီဗီပြောတာငါကျွေးမယ်ငါတောင်းဝင်ယူတယ်သုံးတာကငါပတ်စံလို့အခုကိစ္စပေါ်သွားတော့နေငါနာဘူးပြန်ဖြစ်တယ်နဲ့နေငါဒီမှာရှိတဲ့လူတွေကိုအယူတွေလို့ထင်နေရလားစွချင်တော်တော့ပြီးနင်းဒီမှာငါ့ကိုအပြစ်လာမကုန်နဲ့ငါကလက်ထဲပတ်စံကက်နေလို့နင့်ကပ်ဖို့အရင်သုံးလိုက်တာငါကနင့်ကိုကဲမဆက်ဘူးလို့ပြောနေရမှာမဟုတ်တာ3000ကျော်လေးကိုငါနောက်ကနားစာရရင်ချက်ချင်းပြန်ရွှဲပေးမယ်ငါတို့မိုးအောက်တစ်ခုထဲမှာနေတာ6လတောင်ရှိပြီနင်းဒီကိစ္စကိုဒီလောက်ထိကြီးကျယ်အောင်
ပြောစရာလိုလားငါ့ကိုလူလုံးမနာအောင်လုပ်ချင်တာလားနင်းစောစောကလေးကပတ်ဆက်ထားတာငါအဲ့ဒီကက်ကိုသုံးမယ်ဆိုတာသိလို့နင်းတမင်ကြိုပြီးစစ်ဆေးတဲ့နီလန်းကိုတောင်းထားတာငါအဆက်ကွဲတာကိုကြည့်ချင်လို့မဟုတ်လားဒီနေ့ကလေးကငါလူရေးရှိမှာအဆက်ကွဲတာကိုကြည့်ရတာသဘောကျလို့မဟုတ်လားရပြီသူများပတ်စံကိုတိတ်ကိတ်လေးဖိုးသုံးတာပြီးသွားတော့ကိုကိုကျူတင်ကပွဲထားတယ်လို့ပြန်ဖြစ်တင်တည်တယ်ရှောင်းမီသတိထားပါဦးနင်းပါဇက်ကပြောတဲ့အရင်ငါသုံးတယ်ဆိုရဘူးယေစုပြုပြီးနေစုချင်းကိုပြောခဲ့လားသူနဲ့တိုင်နေခဲ့လားသူ့ကိုအတိပေးခဲ့လားဘာမှမလုပ်ခဲ့ဘူးသူ့ပွဲရမှာတိတ်ကိတ်လေးနံပါတ်ပြောပြီးအဆန်ချက်တာဒါကိုငှားတယ်လို့မခေါ်ဘူးဒါကိုခိုးသုံးတယ်လို့ခေါ်တယ်3260ဘူးပစ္စည်းတွေကနေရာလုံးကိုမှားခိုင်းတာနင်းငွေမရှိရင်ဘယ်သူမှပြန်လို့မရဘူးငိုနီတို့ဘာတုံးကြမှာလဲဘိုးဘာသာရှင်းရမယ့်တဒနာဘူးဘယ်လိုလုပ်မလဲပြောမရှင်းရသေးဘူးလားအားလုံးကနင့်ကိုစောင့်နေတာနေ့လယ်ပိုင်းအလုပ်ကိုဆက်လုပ်ရအောင်မလားမန်နေဂျာကျမကိုကူညီပါဦးတောင်းပန်ပါတယ်ကျမတကယ်ပဲအားလုံးကိုလိမ့်ချင်းလို့မဟုတ်ပါဘူးအခွဲလိုက်ပြေဆုံးပွဲလေးတစ်ခါတော့လုပ်ဖို့ပန်ဖက်တွေကျမကိုသဘောကောင်းမယ်လို့ထင်စေခြင်းလို့တောင်းယူလိုက်တာပါကျမစေတနာနဲ့ပါမန်နေဂျာအရင်ဆုံးဒီပတ်စံကိုကျမအတွက်စိုက်ပေးလို့ရမလားကျမလာအားစားရတာနဲ့ချက်ချင်းပြန်ဆက်ပါမယ်တောင်းပန်ပါတယ်နင်ဒီစကားပြောတာကိုပါသားရေးစရာတောင်းနေလို့မထင်ဘူးလားဒီတစ်ခါနေ့လေစားပြေဆုံးပွဲအတွက်ကုမ္ပဏီကအစကတည်းကမချက်ချပေးထားတယ်ဘယ်သူမှကိုယ့်အိတ်ကထဲကစိုက်ထုတ်ဖို့ဘလူးမြင့်မာတာ group ထဲမှာရှင်ဘက်စီတီဗီအကောင့်တောင်းယူမယ်လို့ပြောတာမြင့်မာတာလူပြီးလူတိုင်းကိုပုံချစီအကောင့်တောင်းယူမယ်လို့ပြောတာဘသူကမှနင့်ကိုဒီလိုပြောဖို့အသေးမလုပ်ခဲ့ဘူးအခုကတနာဖြစ်တော့ငါ့ကိုရှင်းခိုင်းတယ်ဘာလို့လဲအခုထိငူလိုက်ရင်တနာပြီးသွားမယ်လို့ပြောနေနေတော့မဲလားညရီကအတုံးကြရင်အကြောင်းပြချက်တွေဘာလို့ဖို့လဲအမဒီမှာစရင်ဖွင့်ထားစေပါကျေးဇူးပြုပြီးအမြင့်ဆုံးရှင်းပေးပါကျမတို့လည်းအကြာကြီးဆိုင်ထားလို့မရပါဘူးโอเคရှင်းပြီးနေချင်းနဲ့ပြီလားစွချင်နေသီလားရှောင်းမီဒီနေ့တနေ့လုံးဘသူမှသူ့ကိုအတောင်းပြောကြဘူးနေ့လေထမင်းစားတာတော့သူတယောက်ခဲထမင်းမှုကန်ဒီတေကချင်မှာထိုင်စားနေတာဟုတ်လားဟုတ်ကဲ့လေပြီးခဲ့တဲ့ဘက်ကပိစာသာပြန်သွားပြီအခုအခွက်လုံးဘသူမှသူ့ကိုရင်းမဆိုင်ကြဘူးကြားရတော့မန်နေဂျာကမနေ့ကသူ့ကိုတီးတန့်ခေါ်ပြောရတဲ့သူ့ကိုတေချာဆင်ခြင်ဖို့ပြောရတဲ့နောက်တစ်ခါဆိုရင်တန်းပြီးအလုပ်ထုတ်မယ်တဲ့တကယ်ပြောရရင်စွချင်နေတော့ဘောကြည့်ရပဲငါသားဆိုတန်းပြီးကုမ္ပဏီကိုတိုင်လိုက်မယ်အလုပ်တင်လက်မှတ်တော်မရအောင်လုပ်กินမယ်သူနေ့စီမှာ6ကနေကနေဟာစားနေဟာတော့နေဟာသုံးပြီးနောက်ဆုံးတော့နေပတ်ဆိုင်ယူပြီးလူအများရှိမှလူကြီးဟန်ဆောင်ခြင်းသေးတယ်ဒီလိုလူမျိုးကနည်းနည်းလေးတောင်နင်းတာပေးစရာမလိုဘူးထားလိုက်ပါအသေးသက်ဖို့အထိမလိုပါဘူးသူ့အရှက်ကွဲတာကသူ့ဘာသာခံစားရဖို့လုံလောက်နေပါပြီနင်းသနာတာငါနဲ့အစားနှမျောတယ်ဒါနဲ့သူပြောင်းသွားပြီလားပြီးခဲ့တဲ့အပတ်ကုန်ပရဲကပြောင်းသွားပြီအတိတောင်မပေးသွားဘူးငါအိမ်မမရှိတော့သူ့ပစ္စည်းတွေဒါသိမ်းသွားတာသွားပြီလားကောင်းတယ်မြန်သွားပါစေနင်းတီလားဒါ6လအတွင်းမှာငါရေးတက်တာတွေကပစ္စည်းတွေအထမဆုံးအချိန်ငါတိတ်ခံရတာနောက်ဆုံးတော့အဲ့ဒီတစ်ထိမှလေးဘူးလွတ်လိုက်နိုင်ပြီဒါနဲ့လူလက်ခွင့်ပြန်ရတာဘူးဂုံပြူကြဆိုတကယ်ပြောရရင်အဲ့ဒီနေ့ကအချို့ပွဲဆိုင်မှာတူမှုပြီးအေးခတ်သွားတာအဲ့ဒီအချိန်ကငါရင်ထဲမှာစကားတစ်ခုပဲရှိတယ်မိုက်ကယ်လို့တော့မပြောနိုင်ပါဘူးအေးချမ်းသွားပြီပေါ့စွကျင်ထားလေးကြည့်ပါဦးဒါနဲ့အကြောင်းပြောနေရမဟုတ်လားဘာလဲမျိုးရင်းရီပန်းစားနေတဲ့လင်းထဲမှာငါပုံပါနေရလားအခန်းဖော်ရဲ့အခန်းပုံတွေအလုတ်ကက်တွေသူမဟုတ်ရင်ဘယ်သူဖြစ်နိုင်မလဲရှောင်းမီထပ်ပြီးငါတကယ်အခါရတာကြပြီငါအမြဲမပြောရဲဘူးလက်စားချီခံရမှာကြောက်လို့ဒါပေမဲ့အခုငါအဲ့ဒီအိမ်ကနေငါထုတ်ခံရပြီးငါဘာမှကြောက်စရာမရှိတော့ဘူးအဲ့ဒီတုန်းကငါအလို့စဝင်ခါစားအိမ်ငါဖို့အဆန်မရှိဘူးသူကငါ့ကိုအတူတူလာနေဖို့ဖိတ်ခေါ်တယ်ငါလူကောင်းနဲ့တွေ့ပြီလို့ထင်ခဲ့တာငါရေခဲတက်တာတွေကပစ္စည်းလေးထိလိုက်တာနဲ့သူဒေါသထွက်တယ်ရေချိုးတဲ့နေ့ကအလှပြင်ပစ္စည်းလေးသုံးလိုက်တာနဲ့သူတကားကိုစောင့်ပိတ်ပြီးငါ့ကိုဆဲတယ်ရေဖိုးမိဖို့ကိုအမြဲတမ်းနောက်ဘူးအများကြီးတိတ်ခိုင်းတယ်ငါအဲ့ဒီအခန်းထဲမှာအနိုင်ကျင့်ခံရတဲ့သူလို့နေခဲ့ရတာအသက်တောင်ကျဲကျဲမရှိရဲဘူးနောက်ဆုံးတော့ဆောင်းမင်းကြီးမှသူကအင်းရှင်းနဲ့ပေါင်းပြီးငါ့ကိုမောင်းထုတ်တယ်အညလေးတောင်ပေးမအိတ်ကိုရှောက်ပြောနေတာသူကငါမရှိအောင်သူ့ဘာသာတောင်းသွားတာအင်းရှင်းနဲ့ပေါင်းပြီးမောင်းထုတ်တာရဲလာတာလေဆက်ပြီးလင်းဦးနင်ဒီနေ့ဘလောက်မခဲ့လဲနောက်ကြရင်တန်ရက်ခံရမယ်ပြီးတော့အခွဲလိုက်ပွဲတိစအဲ့ဒီနေ့ကကုမ္ပဏီကနေ့လည်စားတွေ့ဆုံပွဲရှိတယ်လို့ကြေညာတယ်အလို့စင်းတော့သူကငါ့ကိုတီးတက်ခေါ်သွားပြီးငါ့ကိုပြောတယ်နင်ကအစ်စ်ဖြစ်နေတော့အခြေခံမရှိဘူးလုပ်ဖို့ပိုင်သက်တွေကနေ့ပေါ်အမြင်တိတ်မကောင်းဘူးဒီခွေရေးကိုသုံးပြီးကောင်းကောင်းစွမ်းဆောင်ပြလိုက်သူကငါ့ကို group ထဲမှာကုန်ကြစီအကောင့်တောင်းယူမယ်လို့ပြောခိုင်းတယ်ငါသာသဘောကျရင်နောက်ဆိုကုမ္ပဏီမှာသူငါ့ကိုခေါ်သွားမယ်တဲ့သူငါ့ကိုပရိပေးတည်တယ်သူရဲ့ငွေထိကက်ကစကားဝတ်မလို့လဲစနစ်ချိန်ထားတယ်ဆိုင်ရောက်ရင်ဖုန်းနံပါတ်နောက်ဆုံးပြီးတုံးပြောလိုက်တာနဲ့တိုက်ရိုက်ရှင်းလို့ရတယ်ငါဘာသာပတ်စံထုတ်စရာမလိုဘူးတဲ့ငါအဲ့ဒီတုန်းကရမ်းရိုးအလုံးနဲ့သူတကယ်ပဲငါ့အတွက်ကောင်းစေချင်တာလို့ထင်ခဲ့တာသူဘာပြောငါယုံနေလုပ်တယ်နောက်ဆုံးတော့ငွေရှင်းမဲ့အချိန်ရောက်တော့သူကစကားဝတ်မလို့လဲစနစ်ကိုတိတ်တိတ်လေးပိတ်ထားတယ်အဲ့ဒီလိုပဲငါ့ကိုကြည့်နေတာလို့ပေါ်ပိုင်ဘက်10ယောက်ကျော်ရှိမှငါအဆက်ကွဲသွားတာနောက်တော့ဌာနတစ်ခုလုံးကဘယ်သူမှငါ့ကိုစကားမပြောကြတော့ဘူးငါအခုထိနားမလဲဘူးငါဘာရီမှားသွားလို့လဲကြည့်ပြီးဒေါသထွက်လိုက်တာအဖြစ်မဲ့လူကောင်းလုပ်ပြီးနောက်ပွဲကဓာတ်နဲ့ထိုးတာဒီလိုလူဟောင်းမေလုပ်ငန်းခွင်မှာအများကြီးပဲအသက်တွေကိုနေရုပ်လိုသုံးပြီးရင်ပြစ်ထားတာပြီးတော့သူများကသူ့စီကအချောင်စားတယ်လို့ကဲဆွဲသေးတယ်။ငွေစရာတောင်းလိုက်တာအသက်စကားပါပဲ။အားလုံးတိတိနေနေကြပါ။ဘာလို့သူများတက်နဲ့ရှင်းရတာလဲ။ပိုကက်နဲ့မရှင်းမဲနဲ့ဒါကအကြောင်းပြချက်မခိုင်လုံးဘူးလေ။အားလုံးကမစဉ်းစားကြဘူးလို့တော့မဟုတ်ပါဘူး။နင်းတော့ပါစက်တစ်ပေါက်ထဲနဲ့ခြေနေကိုတောင်းပြန်နိုင်ခြင်းနေမှတော့ငါကတက်တေကြပြီးနင့်ကိုအတန်တိတ်ကွာအောင်တို့ရမှာပေါ့။အဲ့လိုငါပါငါခဏနေအတန်ဖိုင်တစ်ခုပို့ပေးမယ်။အဲ့ဒါတူပါပြီးဆက်ထားတာ။နင်းကအတွက်အတန်မိုင်းဆိုင်ရာစစ်ဆေးမှုအပြည့်စုံလုပ်ပေးပါ။တိတ်ခတ်ထားတဲ့အရာတွေဆက်ထားတဲ့နေရာတွေအတန်တက်တော့မှုတွေအကုန်လုံးမှတ်သားပြီးအနောက်သေးစိမ်ရင်ပိုကောင်းမယ်။ဟုတ်တယ်ဘလောက်မြင်ရရင်ပိုကောင်းတယ်။ Okay ကျေးဇူးပဲ။ငါအခုပဲနင်း email စီပို့လိုက်မယ်။အင်္ဂလာပါကျမမှုဖွင့်ချင်လို့ပါ။တယောက်ယောက်ကအင်တာနက်တယ်လီဖုန်းပေါ်မှာအတန်ဖိုင်အထုလုပ်ပြီးနာမည်မကန်လုပ်ကြံဖန်တီးပြီးကျမကိုလူသိရှင်ကြားအသေးအထက်နေပါတယ်။ပြီးတော့အင်တာနက်သုံးစွဲသူတွေကိုတန်းညုံပြီးကျမကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေလုပ်နေပါတယ်။အခုဒီပို့စာမျိုးလေးရေပန်းစားတဲ့အရင်းနဲ့ရောက်နေပါပြီ။အရှုသူ2သိန်းကျော်ရှိနေပါပြီ။ကျမရဲ့နာမည်ကုန်သတင်းနဲ့ပုံမှန်ပေါ်ပေါက်ကိုဆိုရစွာထိခိုက်နေတာစီပါတယ်။ဟုတ်ကဲ့ပါအမျိုးသမီး
ကျေးဇူးပြုပြီးကျွန်တော်တို့အချက်လက်စစ်ဆေးတာကိုကူညီပေးပါအဖက်လူရဲ့ကိုရဲ့အချက်လက်တွေကိုပေးပါပြီးတော့တွေ့တင်တဲ့ platform ကောင်းပါပြီသူ့နာမည်ကရှောင်းမင်းလူနန်နီလူမှုကွန်ရက်အကောင့်တွေကသူ့ရဲ့အရှင်နီရဲ့လိပ်စာကသက်ဆိုင်ရာဓာတ်ပုံတွေနဲ့တက်တွေတွေကိုကျမတင်ထားပါတယ်အချိန်မီရေးတင်ပြနိုင်ပါတယ်ဟာဆိုချင်နေငါနဲ့လာပြိုင်နေအခုအင်တာနက်တစ်ခုလုံးကငါဘက်ကနေနင့်ကိုဝိုင်းဆဲနေတာနင်နောက်ဆိုကုမ္ပဏီမှာဘယ်လိုလုပ်မမော့နိုင်မလဲငါကြည့်ချင်သေးတယ်လူလောက်ကကအရှုသူ2သိန်းကျော်ပြီဟိုမဲ့မေကအကောင်ငါဘက်ကကြည့်ပဲဆိုချင်နေဒီဘဝမှာမမော့နိုင်တော့မှမဟုတ်ဘူးဘာတူလဲမင်းလာပါမင်းကရှောင်းမေးကိုယ်တိုင်မဟုတ်လားငါတို့ကရက်ွက်စုံစမ်းစစ်ဆေးရေးဖွဲ့ကပါမင်းကအင်တာနက် platform ပေါ်မှာအသေးဖြစ်တဲ့အကြောင်းအရာတွေတင်တာအတန်ဖိုင်တက်တဲ့အတူလောက်ကနဲ့ဆွဆွဲခံရတယ်အခုမင်းငါတို့နဲ့အတူစုံစမ်းစစ်ဆေးရေးခွဲကိုလိုက်ခဲ့ရမယ်စုံစမ်းစစ်ဆေးမှုကိုပူးပေါင်းပါဝင်မှာသွက်ပုံတင်တပြားယူပြီးငါတို့နဲ့လိုက်ခဲ့ဘာဖြစ်တာလဲရဲပေါ့ငါသမီးကတောင်းမိခါစားကောင်းပါလေးပါသူကဘာဖြစ်လို့နိုင်မှာလဲမင်းတို့လူမနေရမဟုတ်လားဦးလေးတာလုံးဝနားလည်မှုရဲတာပါငါကအင်တာနက်မှာနှီးတွားယုံလေးတင်လိုက်တာပါနားလည်မှုရဲတာနင်းကနားလည်မှုရဲတာလို့ပြောရသေးတယ်သူများကနင့်ကိုအတန်ဖိုင်အတူလုပ်ပြီးအသေးဖြစ်တယ်လို့ပြောတယ်ငါတလုံးမကြံကြားလိုက်တယ်ငါနင့်ကိုဘယ်လိုပြောခဲ့လဲနင့်ကိုအိမ်ပြောင်းသွားပြီးရင်အေးစစ်စစ်အလုပ်ရှာဖို့ပြောတယ်နင်းရောအလုပ်မရှာတာထားလိုက်ပါတော့အင်တာနက်ပေါ်မှာကောလာဟာလာထင်ပြီးတသနာရှာနေသေးတယ်သူများတွေရဲ့တိုင်ပြီးအိမ်တိုင်ရာရောက်လာပြီကိုနင်းကဒီမှာပါဆက်မနေတော့ပဲနင်းကတကယ်ပဲဒီအိမ်ရဲ့မျက်နှာကိုအောင်တစည်းကချင်နေရလားနင်းကျင်နေပြီလားဒီသားစုဝင်တွေစိတ်လှုပ်ရှားမှုခိမ်းမှာလူကိုရိုက်မရဘူးဘာသားဆိုဘာပြောစရာရှိရင်စုံစမ်းစစ်ဆေးရေးအဖွဲ့ရောက်မှပြောဟာရဲပေါ့ငါတကယ်ပဲပို့စခုတင်ပြီးရင်ဖွင့်ရုံလေးပါငါမှအကြမ်းစီမရှိပါဘူးမင်းတို့နားလည်ပေးလို့ရမလားဆက်ပြီးတော့အထဲဝင်သွားမှပြောပါသူချင်းချင်းကနင့်ကိုတောင်းပန်ပါတယ်ငါတောင်းသွားပါပြီနင့်ကိုလည်းမနှောက်ရှက်တော့ပါဘူးနင်းနောက်ကိုမလွတ်ပေးသေးဘူးလားငါ့ကိုတေးတန်းထိတွန်းဖို့မှနဲ့ကျင်းနဲ့မလားဟုတ်လားနင်းနောက်ကိုဒီလိုလုပ်ဖို့ဘလို့လက်ဆက်နိုင်ရတာလေဦးလေးမင်းတို့တေးချပေါင်းငါ့ကိုကူညီရမယ်သူကငါ့ကိုအငြင်းရမ်းထင်မှတ်ထားပြီးဟဲ့နေတာကုမ္ပဏီမှာလူဟောင်းတွေနဲ့ပေါင်းပြီးအစ်စ်တွေကိုအထီးကျန်အောင်လုပ်ခဲ့ငါ့ကိုလူညရှိမှအဆက်ပွဲအောင်လုပ်ခဲ့ငါတကယ်ဒီမခံနိုင်တော့လို့အင်တာနက်မှာအမှန်တရားနည်းနည်းပြောပြလိုက်တာသူကငါ့ကိုရဲတိုင်ပြီးတရားစွဲတယ်ဒါကပြောင်ကြကြလက်စားချီတာပဲမင်းရင်ထိုင်မှအချက်လက်တွေဘလို့လဲငါတို့ဥပဒေအရစုံစမ်းစစ်ဆေးမယ်ရဲဘော်သူတရုတ်ဆောင်လို့ပြီးသွားပြီငါလည်းနားထောင်လို့ပြီးသွားပြီမင်းတို့ရဲ့ကွန်ပျူတာကိုခဏသုံးမှုတတ်မလားငါတီးစင်ထားတဲ့တက်တေထောက်ထားတွေကိုအင်ဖို့လိုတယ်အင်ကြမယ်အန်ဆောင်နေတာတက်တေဆိုပဲနေမာရီထုတ်ပြနိုင်မလဲကြည့်ရသေးတာပေါ့ရဲဘော်သူကခြောက်နေတာသူ့စီမှာဘာတက်တေမှမရှိဘူးအကုန်လုံးသူ့ဘာသာလုပ်ကြံဖန်တီးထားတာရဲဘော်ငါတက်တေထောက်ထားတွေအကုန်လုံးကိုစူစီတီဗီမင်းကြည့်လို့ရတယ်ဒီယာကအတန်ပိုင်းဆိုင်ရာစစ်ဆေးမှုအစီအခံစာပါကျွမ်းကျင်တဲ့နည်းပညာရှင်ကထုတ်ပေးထားတာအဲ့ဒီမှာအသေးစိတ်မှတ်သားထားတယ်သူတင်ထားတဲ့အတန်ဖိုင်ရဲ့ကတနာအားလုံးကဒါတွေကငါနဲ့သူရဲ့6လအတွင်းကဝယ်ထက်ချက်တယ်မတန်းတွေပါစခရီးရှော့တိုင်းမှာအချိန်မတန်းပါတယ်မင်းမြင်နိုင်ပါတယ်ငါအစားကနေအဆုံးထိငါရဲ့ငွေထိကက်ကိုသူ့ကိုတုံးခိုင်းတယ်လို့တခုမှမပြောခဲ့ဘူးသူ့ကိုလူခစ်အောင်တင်ပေးတယ်ဆိုတာတွေသူ့ကိုစောင့်ရှောက်မယ်ဆိုတဲ့စကားတွေဆိုပို့လို့တော့မရှိသေးဘူးသူ့ကိုထဲမှာရေးထားတာတွေအုံးကလောက်ကျန်ဖန်တီးထားတာတွေကြီးပဲဒီတိဖြစ်ထားတဲ့အရာတွေကအရန်တိတာတယ်ဆက်တင်မှတ်တမ်းတွေလည်းကိုက်နေတယ်ဘလို့ဖြစ်နိုင်မှာလဲမြင့်မာဒါတွေဘလို့လုပ်ရှိနေရလဲငါတိဖြစ်ထားတာအရန်တိကြတယ်ချိတ်ဆက်ထားတဲ့နေရာတိုင်းကိုပြင်ဆင်ထားတာသူဘလို့လှုပ်ရှားပေးနိုင်မှာလဲဒီကျွမ်းကျင်တဲ့အတန်ပိုင်းဆိုင်ရာစစ်ဆေးမှုအစီရင်ခံစာအရမင်းတင်ထားတဲ့ဗီဒီယိုတွေကအတန်ဖိုင်ကလူလုတ်ကိတ်ခတ်မှုအများကြီးရှိနေတယ်ချိတ်ဆက်ထားတာတွေနဲ့ပြင်ဆင်ထားတာတွေရှိတယ်မင်းဒါကအမင်းသက်မမှန်မကန်တဲ့တွေအန်တီယာတက်တဲ့အတူလုပ်ပြီးတခြားသူတွေကိုလူသိရှင်ကြားအသေးရချက်တာမင်းရဲ့လုပ်ရက်ကအင်တာနက်အသေးရခက်မှုကျူးလွန်တဲ့ဘာဝကဆိုရတယ်အကယ်လို့အခြေအနေဆိုရရင်မင်းရဲ့ဥပဒေရေးရာတာဝန်ကိုဥပဒေတွေကအရေးယူမယ်ဒါပေမဲ့အကုန်လုံးမှတ်တမ်းတင်ထားမယ်မဟုတ်ဘူးဥလေးတာအမှန်မဟုတ်ဘူးမင်းတို့သူ့အလိန်ခံရတာသိကြတယ်သူ့ရဲ့အစီရင်ခံစာကအတူသူကလူရှာပြီးအတူလုပ်ခါတာသူကငါ့ကိုထောက်ချချင်တာငါပြောရပါမှမလဲသူကလူမြောက်ချင်လို့အမင်းတက်လူရှာပြီးတက်တဲ့အတူတွေလုပ်တာဦးလေးမင်းတို့သူ့ကိုမယုံနဲ့သူကစိတ်ထားတော့ချက်တီငါ့ကိုတေလန်းထိတွန်းဖွက်ချင်တာမင်းရင်နေပါငါတို့အမှုစစ်တာတက်တွေကိုကြည်တာတက်တွေတမက်ရှိရင်တမက်ပြောတယ်လူကောင်းကိုမမားစေဘူးဒါပေမဲ့ဥပဒေချိုးဖောက်တဲ့သူကိုလည်းမလွတ်ပေးဘူးပြီးရင်နောက်ဆိုမူပြီးရှင်းလိုက်ရင်လွတ်သွားတာဘာလို့ဒီတခါတော့တက်တွေနဲ့ရင်ဆိုင်ရတာလဲငါရဲ့အတန်ဖိုင်ကိုပေါ်ထုတ်ခံရရင်အဲ့ဒီဦးလေးကဆက်စစ်စေအောင်မလားငါကအင်တာနက်မှာပို့စခုတင်ပြီးညနာလာလေးတွေပြောရုံလေးပါတိတ်ကြီးကျယ်တဲ့ကိစ္စမှမဟုတ်တာဒီလောက်ထိနဲ့ဆိုင်စစ်ဆေးဖို့လို့လားပိစာကြီးလားမကြည့်ဘူးလားဆိုတာမင်းပြောလို့မရဘူးဥပဒေကပြောမှရမယ်အင်တာနက်ကဥပဒေမဲ့နေရမဟုတ်ဘူးဥပဒေချိုးဖောက်ရင်တာဝန်ယူရမယ်မင်းလာပါမစွချင်ဟုတ်ပါသလားမင်းကိုအကြောင်းကြားတာပါရှောင်းမီရဲ့ကိစ္စနဲ့ပတ်သက်ပြီးဆုံးဖြတ်ဆက်ထွက်လာပါပြီမင်းပြောတဲ့ရှောင်းမီကအင်တာနက်တယ်လီဖုန်းပေါ်မှာအတန်ဖိုင်အတူလုပ်ပြီးအသေးချစ်တဲ့အကြောင်းအရာတွေတင်တာစစ်ဆေးချက်အရတက်သေးခိုင်းလုံးနဲ့နောက်ဆုံးဆုံးဖြတ်ချက်အရသူကမင်းကိုလူသိရှင်ကြားတောင်းပန်ရမယ်ပြီးတော့သတင်းစာမှာကြီးငန်းချက်ထည့်ရမယ်အချိန်ချင်းမှာပဲမင်းရဲ့ဂုဏ်သိက္ခာထိခိုက်နေတာမှုအတွက်တည်ရောတဲ့ညွှန်ကြေးပေးရမယ်ဟုတ်ကဲ့ကျွန်မသိပါပြီကျေးဇူးတင်ပါတယ်ကောင်းပါလေးမင်းသနာပါကျေးဇူးပြုပြီးနောက်သမီးရှောင်းမီကိုသွတ်ပေးပါသူကနေပါသေးတယ်လူအတိုင်းဝိုင်းနဲ့ဝင်ကားစားပါမှမသိသေးဘူးအုံနောက်လေးပူပြီးအမှားလုံးမိတာပါသူစိတ်ထားမဆိုးပါဘူးသူငငယ်ကလေးကအဲ့ဒီလိုကလေးမျိုးမဟုတ်ပါဘူးအဲ့လိုလုံခြုံရေးဟုတ်ပါသလားကျေးဇူးပြုပြီးအကိုနှစ်ယောက်အိမ်မတကားကိုနားခဲ့ပြီပါဒီမှာလူတယောက်ကငါ့ကိုတားထားပြီးမသွားခိုင်းဘူးလမ်းသွားလမ်းလာတွေကိုပါအနောက်ရှက်ဖြစ်နေပြီးအန်တီခမရရင်ထပ်ပါစကားကိုတော့မပြောပါအများဒီလိုမျိုးသူများဆွဲထားပြီးမနှုတ်တာကလည်းနီးလန်းမဟုတ်ဘူးလေလမ်းကိုပါပိတ်နေတဲ့ခမရအကြီးလွတ်လိုက်ပါလားငါမလွတ်ဘူးငါသားငါသမီးကိုလွတ်ပေးဖို့အမှန်ချင်းအောင်ပါမင်းတို့ဝင်မပါနဲ့ငါသမီးကတကယ်မှန်းသိပါပြီသူကခဏရီဝေသွားတာပါကျေးဇူးပြုပြီးသူ့ကိုနောက်တစ်ချိန်ခွင့်ရေးပေးပါအန်တီငါသမီးကဒီနေ့လိုအခြေအနေရောက်လာတာသူများရှင်ထဲမှာတည်တယ်နဲ့ကျမကခွင့်ရေးမပေးတာမဟုတ်ဘူးသူကအချိန်ဒီတစ်ချိန်ခွင့်ရေးတွေကိုဆက်ပြီးအမှားလုပ်ဖို့တုံးခဲ့တာ
အတူနေတော့ကသူကင်းဖို့ခွင့်ရေးရှိခဲ့တယ်အခွဲလိုက်တွေ့ဆုံပွဲတုန်းကသူရက်တန်းတာရက်ဖို့ခွင့်ရေးရှိခဲ့တယ်အော့စမတင်ခင်သူရက်တန်းဖို့ခွင့်ရေးရှိခဲ့တယ်ဒါပေမဲ့သူအချိန်တိုင်းအဆိုးဆုံးလမ်းကိုပဲရွေးခဲ့တယ်အခုအကျိုးဆက်ကသူကိုယ်တိုင်ရွေးချယ်ခဲ့တာပဲဒီလိုဆိုတော့အဲ့ဒီရှောင်မီဆိုတဲ့သူကတကယ်ပဲတိကင်းတဲ့သူမဟုတ်ဘူးအမားလုပ်ပြီးတော့အကျွေးမဲ့ခွင့်လွှတ်ပေးဖို့မျှော်လင့်နေသေးတယ်အဲ့ဒီလိုကောင်းတဲ့ကိစ္စပဲမှရှိမှလဲဒီမှာလာပြီးတားရဲသေးတယ်သူများစုချင်းကတော်တော်သဘောကြီးနေသည်မင်းဟန်မဆောင်နဲ့ပြောတာကတော့အကောင်းကြီးပုပ်ပုကိုအရင်တိုင်ထားလို့လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုပြီးအားကိုးနေရမဟုတ်လားငါသမီးကကောင်းမလေးတယောက်ပါဗလားစိုးရင်စိတ်ရှိနိုင်မှာလဲမင်းကသူ့ကိုတေးလန်းထိတွန်းဖို့ကိုလို့လားအခုသူအလုပ်ပြုတ်သွားပြီနမီလေးကက်သွားပြီမင်းမကျေနပ်သေးဘူးလားမင်းကသူများတောင်းစားတာကိုမကြည့်ရတာစိတ်ခါတော့ဖြစ်တဲ့ကောင်မဒီမှာလာပြီးရမ်းတာမနေနဲ့ညင်တော့မသွားရင်ငါတို့တကယ်ခဲတိုင်လိုက်မယ်မင်းသားကိုစောင့်မင်းတို့လူမျိုးကမကြတင်ဝစ်လေလိမ့်မယ်သူများကိုဒုက္ခပေးတာပုဂ္ဂိုလ်ကိုဒုက္ခပေးတာပဲဆွချင်းနေရဲ့အလွတ်အခန်းကအခန်းဖို့ရှာသေးလားငါအခန်းဖို့လားလျှောက်ကနင်းတကယ်ပြောနေရလားဒါပေါ့ငါဘက်ကအင်္ဂါစာချုပ်ပုံသွားပြီအတော်ပဲနစ်စီကလွတ်နေတယ်ငါတို့အင်္ဂါသားနဲ့ရေဖို့မိဖို့ကိုဝဲပေးလို့ရတာပေါ့ငါ့ကိုမြန်မြန်ဝင်ခွင့်ပေးဒါကငါ့ရဲ့အိမ်ဝင်လက်ဆောင်ကြီးရဲ့အဆက်နဲ့အနူရောင်ပလင်းတေးသေးလေးနင်းရဲ့အရင်ကသုံးသွားတဲ့အနာတင်ပစ္စည်းတွေကိုအစားထိုးပေးတာအားရောင်းနဲ့ရမ်းအားနာလို့နဲ့ဒီစုံက3000နီးပါးရှိမယ်အရင်စေးကြည့်တယ်မထစ်မနေလို့ရမှာပေါ့နင်းရဲ့အရင်ကအလှပြင်ပစ္စည်းတွေအနစ်ပလင်းကုန်သွားလဲငါအပုံနေနဲ့ပြီးတော့ငါနောက်ဆိုဒီမှာနေရတော့မှမို့သဘောထားလေးအရင်ရမှာပေါ့ငါတေချာပေါက်တော့ဝက်စီရှင်းမယ်တေချာပေါက်အချောင်မစားအချောင်မတောက်ဘူးအခင်ပါပဲလူနဲ့လူကတကယ်ကိုမတူတာပဲဒါပေါ့ပေါ့ပေးငါအခုပဲပစ္စည်းတွေရောင်းခဲ့လိုက်မယ်ဝင်လာခဲ့မန်နေဂျာကျမကိုရှားလို့လားရှောင်းမီရဲ့ကိစ္စနောက်ဆက်တွဲတွေကိုငါအကုန်ကြည့်ပြီးသက်တည်ယူလာကစားပြီးရဲတိုင်တာဥပဒေလုပ်ငန်းစဉ်အတိုင်းသွားတာတွေနေအကုန်လုံးပိုင်တွဲတာတော်တော်လေးစနစ်တကျရှိတယ်အရန်တင်နေနဲ့ကျေးဇူးတင်ပါတယ်မန်နေဂျာအဲ့ဒီအချိန်ကအဲ့ဒီလောက်ထိဖိအားပေးခံရတော့အဆင့်ချင်းစီသွားရုံပဲရှိတာပေါ့ဒီလိုရုပ်တရက်ချပေါ်လာတဲ့အခြေအနေတွေကိုတုံ့ပြန်တတ်တယ်ဆိုတာနင်းနာပြဿနာတွေကိုခံနိုင်ရရှိရဆိုတာကြတာပဲအတော်ပဲလက်ထဲမှာစီမံလေးအစ်တစ်ခုစတင်ဖို့ရှိတယ်အောက်တဲ့ဘက်ကလိုအပ်ချက်ကတော်တော်ရှုပ်ထွေးတယ်ချိတ်ဆက်ရမယ့်အသေးစိတ်တွေများတယ်ငါကအခြေအနေတစ်ခုလုံးကိုအိမ်ချုပ်နိုင်မဲ့သူတယောက်လိုအပ်တယ်ငါကနေ့ကိုဒီစီမံကိန်းကိုဦးဆောင်စေချင်တယ်နေ့မှာပြဿနာရှိလားပြဿနာမရှိပါဘူးကျမတို့နိုင်ပါတယ်ကောင်းပြီအသေးစိတ်အစီအစဉ်နဲ့ချက်လက်တွေကိုနေ့လေကြရင်လက်ထောက်ကိုပို့ခိုင်းလိုက်မယ်ဒါမဲ့အနည်းနာနေစတင်ပွဲမှာတွေ့ကြမယ်အရင်သွားလုပ်လိုက်ဦးဟုတ်ကဲ့ပါမန်နေဂျာကျမအရင်ထပ်သွားပါမယ်ဘလို့လဲမန်နေဂျာနေ့ကိုဘာရှာတာလဲရှောင်းမီဘက်ကပြဿနာထက်ဖြစ်ပြန်ပြီလားမဖြစ်ပါဘူးမန်နေဂျာကကျမကိုစီမံကိန်းအစ်တစ်ခုဦးဆောင်ခိုင်းတာတကယ်လားငါပြောတာပဲနင်းပြီးခဲ့တဲ့တစ်ခေါက်ကပြစာကိုအဲ့ဒီလောက်တက်တက်ရရဖြေရှင်းတာမန်နေဂျာကတေချာပေါက်နေမှာပဲဒါကနေ့ကိုနေရပေးတာပဲဒါနဲ့စီမံကိန်းကအကောင့်ခဲပေါ်မဲ့ဝက်ဖက်တယောက်လိုအပ်တယ်ငါမန်နေဂျာကိုနေ့ကိုအကြံပြုလိုက်တယ်မန်နေဂျာကသဘောတူပဲပါနင်းနာကိုအကြံပြုတာလားဒီတော့တွင်းနေငါကိုတက်တေစုဆောင်ဖို့မကူညီခဲ့ရင်ပိုပြေးတီတော့မလုပ်ခဲ့ရင်ငါတယောက်တည်းအလုံးများမှာမဟုတ်ဘူးဒီစီမံကိန်းကိုငါတို့အတူတူတွဲလုပ်ကြမယ်အစားကလေးကအပြန်အလှန်ကူညီတင်တာပဲကောင်းပြီငါတို့အတူတူလုပ်ကြမယ်အင်းသွားကြစို့နေ့လည်ငါနေ့ကိုထမင်းဝယ်ကြည့်ပြီးုံပြုမယ်ရပြီငါနေ့ကိုအားနာမှာမဟုတ်ဘူးနော်ဂျေကြီးအပန်တညမှာမယ်တကယ်အခန်းပေါ်တကယ်တငယ်ချင်းဆိုတာဒီလိုခန်းစားချက်မျိုးပဲ